GI ဆောင်ဝင်တွေကို Grand Diamond ရဲ့ Valentine Promotion မှာ Special Discount နဲ့ဝယ်ကြမယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Wine Show ကကိုချစ်ရတဲ့သူနဲ့အတူကပ်ပဲထဲခတ်ချင်တဲ့သူတွေအတွက်သတင်းကောင်းလေးပြပြပေးချင်ပါတယ် Wine Show Grand Diamond ရဲ့လာမယ့် January 28ရက်နေ့ကနေ February 28ရက်နေ့ထိပြုလုပ်သွားမယ့် Promotion မှာဆိုရင်ကိုချစ်ရတဲ့သူနဲ့အတူကပ်ပဲတစ်စုံစာဝယ်ယူမဲ့သူတိုင်းအတွက် Special Discount လေးရှိနေပါပြီနော် Wine Show Grand Diamond ကဆိုရင် GI ရဲ့387နံအပွင့်တွေကိုပဲအဓိကထားရောင်းချပေးနေတာဖြစ်ပြီးတော့ရောင်းအကောင်းဆုံး color ဖြစ်တဲ့ Eye Color Clarity Blue ဆိုတဲ့တစ်စုံစာ Special Promotion ဈေးနှုန်းလေးကိုတွက်ပြပေးသွားမှာမို့လို့ video လေးကိုစောင့်ကြည့်လိုက်ရအောင်နော် GI ရဲ့0.3 carat Eye Color Blue ဆိုတဲ့တစ်စုံကို discount shop ပြီးစေ23သိန်းဝန်းကျင်ပဲကျပါတော့မယ် 0.4 carat Eye Color Blue ဆိုတဲ့တစ်စုံဆို discount shop ပြီးစေ32သိန်းဝန်းကျင်ပဲကျတင်ပါမယ်ရှင်ငါမှုကိုက်ဖြစ်တဲ့ 0.5 carat Eye Color Blue ဆိုတဲ့တစ်စုံဆိုရင်လည်း discount shop ပြီးစေဆိုရင်တော့51သိန်းဝန်းကျင်နဲ့ရပါမယ်ရှင်0.6 carat Eye Color Blue ဆိုတဲ့တစ်စုံဆို discount shop ပြီးစေ61သိန်းဝန်းကျင်နဲ့ရနိုင်ပါမယ်0.7 carat Eye Color Blue ဆိုတဲ့တစ်စုံဆိုရင် special promotion နဲ့ဆိုရင်တော့61သိန်းဝန်းကျင်ပဲကျပါတော့မယ်ရှင်0.8 carat Eye Color Blue ဆိုတဲ့တစ်စုံဆိုရင်တော့ discount shop ပြီးပြီး111သိန်းဝန်းကျင်နဲ့ရနိုင်ပါမယ်ရှင်။တရဒီ site ဖြစ်တဲ့ 0.9 carat Eye Color Blue ဆိုတဲ့တစ်စုံဆိုရင်တော့ special promotion နဲ့ဆိုရင်182သိန်းဝန်းကျင်ဆိုတော့ Cabaret ဆို GI မှာလူချင်းမိုင်းဆွဲလူချင်းမင်းတို့အတွက်အခုပဲလမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပြသေးရှင်။ Wine ကိုတက်ပြပေးတော့ရဲ့ Eye Color VS1 အပြင်တခြား color quality အစုံနဲ့စိန်ဆိုင်အစုံကလည်း promotion မှာပါဝင်တာဖြစ်လို့ Wine Show Grand Night မှာ stock အလုံးလုံးထားရှိပြီးရောင်းချပေးနေတယ်လို့လူချင်းမင်းတို့စိတ်ဆိုင်မွေးတွေကိုလည်း pre-order မှာယူလို့ရပါသေးရဲ့ရှင်။အရေးသေးကောင်းဆုံးစိန်ဝင်တွေကို discount များများနဲ့ဝယ်ယူပြီးအလှပဆုံးဒီဇိုင်းလိုက်ရပြီးဖန်တီးခြင်းနဲ့ဆိုရင်တော့ Wine Show Grand Night မှာလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပြသေးရှင်။ဗီဒီယိုလေးကိုစောင့်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ် Grand Night မှာ Wine Show ပါရှင်။